တစ်ကတော့ဒီဘဝတစ်ကိုစာရဲတဲ့တက်တီပေါ့နော်ကျွန်တော်ဒီဝန်ထမ်းဘဝကနေပြီးတော့ကိုယ်ပိုင်လုပ်ငန်းတွေကိုလုပ်ချင်တဲ့စိတ်ဖြစ်လာတယ်ဟို18နှစ်လောက်စင်ကူမှာအလုပ်လုပ်နေတာကြာသွားပြီပေါ့နော်ကျွန်တော်အခုဒီတင်တန်းတက်လိုက်တဲ့အချိန်မှာစံနာကနေပြီးတော့ပန်းတိုင်ကိုပြောင်းသွားတယ်ကိုချမ်းချင်းဖြစ်ပါတယ်ကျွန်တော်ကလက်ရှိစင်ကူမှာအလုပ်လုပ်နေတဲ့ engineer တယောက်ပါဒီကိုရောက်လာတော့ညီမလေးကဒီမှာလာတက်တော့သူက try ကြည့်စေချင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီဟာကိုတက်ဖြစ်သွားတာပေါ့အလေလာရင်းနဲ့တက်ဖြစ်သွားတာပေါ့တစ်ကတော့ဒီဘဝတစ်ကိုစာရဲတဲ့တက်တီပေါ့နော်ကျွန်တော်ဒီဝန်ထမ်းဘဝကနေပြီးတော့ကိုယ်ပိုင်လုပ်ငန်းတွေကိုလုပ်ချင်တဲ့စိတ်ဖြစ်လာတယ်ဟို18နှစ်လောက်စင်ကူမှာအလုပ်လုပ်နေတာကြာသွားပြီပေါ့နော်ကျွန်တော်အခုဒီတင်တန်းတက်လိုက်တဲ့အချိန်မှာစံနာကနေပြီးတော့ပန်းတိုင်ကိုပြောင်းသွားတယ်ဒုတိယတစ်ချက်ကတော့ဒီကိုဘယ်လိုပြောင်းလဲရမလဲဆိုတော့ဒီအတွင်းပြောင်းလဲခြင်းဆိုတာပဲroof ပေါက်သွားတယ်ပေါ့နော်ဖုန်းလို့ပြောရင်တော့အဲ့လိုခိုင်မာရသွားတယ်နောက်ဆုံးအချက်ကတော့ဒီကျွန်တော်ကိုယ်တိုင်လည်းစာအရန်ဖတ်ပါတယ်ဆရာနဲ့လည်းအသက်မတိမ်မင်းလောက်ဖြစ်ပါတယ်ဒါပေမဲ့လို့ဒီကိုသိတဲ့အသည့်တွေကတစုတစည်းတည်းမဖြစ်ဘူးနောက်ပြီးတော့ကိုယ့်ထက်သိနေတဲ့လူတွေစနစ်တကျသိနေတဲ့လူတွေရှိနေတယ်ဆိုတော့လည်းသိသွားတယ်နောက်လူငယ်တွေကိုလည်းကိုယ်အသည့်တစ်ခုလောက်မှမရနေစေချင်ဘူးပေါ့နော်အဲ့ဒါလေးတော့မြတ်တာလက်ဆောင်ပြောချင်ပါတယ်ဒါကြောင့်ဒီသင်တန်းတက်အရန်ဝမ်းသာပါတယ်